တို့နှစ်ဦးချင်ရတာနဲ့ခွဲပြအောင်ခွဲရအောင်နဲ့ခွဲတပြေတရွာသူအကျဉ်းတော်ပေါင်းလာရဲ့ဆုံငါတွေ့ကြမိမရနိုင်ဘူးတကယ်မောင်ကိုမိသိချစ်တယ်လို့မိကိုမောင်ငါချစ်ဖို့တရွာသားကိုကြီးစားလို့တော့ငိုရတာကိုအလွမ်းတွေပဲထားခဲ့ရမလို့အနမ်းတွေနဲ့တအားဖတ်ထားလို့တန်ရောစင်မာလေးကိုပြန်တော့မယ်လို့မပြောရပါဘူးဆိုမငုံစမ်းရဲ့မင်းမြတ်ရီကိုမောင်တုတ်လို့ပေးပါရစေဆိုမောင်တုတ်လို့ပေးပါရစေဆိုမငုံစမ်းရဲ့မင်းမြတ်ရီကိုဒီနေရာဒီရွာလေးကိုပြန်လာဖို့ခရီးစကားဆိုနှုတ်မဆက်ချင်မိမယ်လေထားရရအောင်မလို့အနေဝေးလို့မစိမ့်နဲ့ခင်ပြိုပြန်လာခဲ့မဲ့ချစ်တဲ့မလွမ်းဖို့